ကဲဒီတစ်ခါမှာတော့ noun နီ water တေ noun နီ water လူ black noun grammar နဲ့ပတ်သက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်ကဲသူ့ရဲ့ရှင်းလင်းချက်ကိုအရင်သွားမယ်ပေါ့နော်ဒီမှာသူ့ရဲ့နီ water တေနီ water လူရဲ့အဓိပ္ပာယ်ပေါ့နော်အဓိပ္ပာယ်ဘယ်နေရာတွေမှာသုံးမလဲဆိုရင်သူ့ကိုကြတော့ over at pdx ဆိုတာကကြတော့ pdx ဆိုတာကကြတော့သူကအချိန်ကာလအပိုင်းခြားကိုပြောတာပေါ့နော်အဲ့ဒီအချိန်ကာလအပိုင်းခြားကိုကတိနေတယ်ဥပမာထားပြီးတော့ည9နာရီကနေပြီးတော့မနက်ဖြန်12နာရီဆိုတော့အချိန်ထိအမှဆိုကာလအပိုင်းခြားလေးပေါ့နော်12နာရီတက်လဲမကြိုဘူး9နာရီတဲ့ကြားပေါ့နော်အဲ့ဒါကိုသုံးတာအဲ့ဒီ PDS ဆိုတဲ့ကာလအပိုင်းခြား over ဆိုတာကြောသွားတာပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာပြောချင်တဲ့အခါမှာအသုံးပြုတယ်ပေါ့နော်ဥပမာ over at PDX ဆိုတာအချိန်ကာလအပိုင်းခြားကိုနည်းနည်းလေးကြော်လွန်သွားတာလို့ပေါ့နော်အသုံးပြုတယ်အမှဆိုရင်နိဝါတာတေကိုတဲ့ xu ဆိုတာသုံးပါတယ်တဲ့ to extract ဆိုတာဖော်ပြပေးဖို့ပေါ့နော် that's အဲ့ဒီမှာတဲ့ something ဆိုတာအရာတွေပေါ့နော်အရာဆိုတာကကြတော့ဒီတက်မယ်တွေပေါ့တက်ရှိတွေပေါ့နော် someone ဆိုတာအဲ့မှာတက်မယ်တွေဥပမာထားပြီးတော့ဘာတွေလဲဆိုရင်အများကြီးပေါ့နော်ဒီကိုပြောချင်တဲ့ဥပမာတရားတွေဘာတွေပေါ့နော်အပူချိန်တွေမိုးလေဝသတွေနေရာတွေပေါ့နော်အများကြီးပဲအဲ့ something ဆိုတာတစ်စုံတစ်ခုပေါ့နော်က extend ဆိုတာကကြတစ်စုံတစ်ရာက extend ဆိုတာတိုးချဲ့သွားတယ်တို့မဟုတ်တိုးချဲ့သွားတယ် over a period of time ဆိုတာအချိန်ကာလရဲ့အပိုင်းခြားကိုကြာစီတယ်ပေါ့နော်နောက်တစ်ခုကကြတော့ something တစ်စုံတစ်ခုက extend ဆိုတာတိုးဒီနေရာမှာကြတော့ကျဲကားသွားတာပေါ့နော် across an area ဆိုတာ area ပေါ့နော်ဒီအကျယ်ဝန်းနေရာဒေသကိုပေါ့နော်ဖြတ်ပြီးတော့ထပ်ပြီးတော့ extend ကတိုးချဲ့လိုက်တယ်ကျေပြန့်သွားစေတယ် or တို့မဟုတ် throughout a ring ဆိုတော့ ring ဆိုတာကကျတော့သူက scope ကိုပြောတာတနည်းအားဖြင့်ဒီနေရာဒေသရဲ့ပေါ့နော်အဲ့ဒီရဲ့ ring တစ်လျှောက်လုံးပေါ့နော် throughout ဆိုတာကကျတော့တစ်ခုလုံးပေါ့နော်အဲ့ဒီအထက်ကိုလည်းပဲကြောသွားတဲ့အခါမျိုးတွေမှာပြောချင်မှာအသုံးပြုတယ်ပေါ့နော်ပြန်ပြီးတော့အနေချုပ်လိုက်ရင်သူကကျ over ဆိုတာနည်းနည်းလေးသူကကြောသွားတာပေါ့နော်အဲ့ PD အချိန်ကာလတွေနောက်ရှင် throughout a ring တို့ရဲ့အကျယ်ဝန်းတွေပေါ့နော် area တွေa period of time ဆိုတာကာလအပိုင်းခြားတွေကိုကြောသွားတဲ့အခါမျိုးတွေကိုပြောချင်တဲ့အခါမှာအသုံးပြုတယ်ပေါ့နော်ကဲအဲ့ဆိုသူ့ရဲ့ grammar လေးကိုဆက်ပြီးတော့ကြည့်ကြမယ်ကဲဒီပေါ့နော်မှာကြတော့သူကအချိန်ကာလနဲ့ပတ်သက်ပြီးပြောကြည့်မယ်ပေါ့နော် over a period of time ပေါ့နော်ကာလအပိုင်းခြားလေးကိုနည်းနည်းကြောသွားမယ်အခါမှာသုံးတဲ့အခါမျိုးမှာပေါ့နော် grammar လေးတိဆောက်ထားတယ်ဥပမာ jukonan ဆိုတာ15နှစ်နိဝါတာလူဆိုတာကကြတော့ဒီ15နိဝါတာလူကကြကြောပြီးတော့ပေါ့နော်အဲ့တော့ jukonan နိဝါတာလူက15နှစ်ကြောရှိပြီးတော့နောက်ပေါ့နော် samso ဝစစ်ပွဲကပေါ့နော်suini ဆိုတာကကြတော့ finally ဆိုတာနောက်ဆုံးပေါ့နော် sono maku ဆိုတာကကြတော့အဲ့ဒီရဲ့စစ်ပွဲရဲ့ကလကားပေါ့နော်ပြောရအောင်စစ်ပွဲရဲ့ကလကားဒီနားမှာကလကာဆိုမဲ့ဒါကြောင့်စစ်ပွဲရဲ့အဖွင့်အပိတ်တွေပြောတာပေါ့နော် sono maku ဆိုအဲ့ဒီစစ်ပွဲရဲ့ကလကာကိုတဲ့တိုချီတာဆိုတာကကြတော့အဆုံးတက်လိုက်ပါပြီပေါ့နော်အမှဆိုပြန်ကြည့်မယ်ဆိုရင်ဂျူကောနန်နီဝါတာလို့15နှစ်ကြာဆမ်ဆိုဝစစ်ပွဲကဆွေနီ finally ဆိုတာနောက်ဆုံးမှာတော့ရင်နဲ့ဆိုနိုမကူဆိုတာအဲ့ဒီစစ်ပွဲရဲ့ခလကာကိုတဲ့တိုချီတာဆိုတာအဆုံးတက်လိုက်ပါပြီတဲ့ကဲအဲ့တော့သူကဂျူကောနန်နီဆိုတာကကြတော့ period of time အချိန်ကာလအပိုင်းခြားပဲကြာတော့ကြာရင် period of time ပဲအဲ့ဒါလည်းပဲသူကတစ်နှစ်ကနေဒီ15နှစ်ဖြစ်သွားပြီဒါပေမဲ့အဲ့ဒီကာလအပိုင်းခြားကိုတည်တယ်အဲ့ဒီကာလအပိုင်းခြားကြောသွားတာဥပမာ16နှစ်လောက်မှအဆုံးသတ်လိုက်တယ်အဲ့ဒီလိုမျိုးပြောချင်တဲ့အခါမှာလည်းပဲမသုံးပြတယ်ပေါ့နော်ဥပမာသူက English လို့ကြတော့ a war ဆိုတာစစ်ပွဲပေါ့နော် that ဆိုတာအဲ့ဒီစစ်ပွဲက have been taking place ဆိုတာဖြစ်ပွားနေစေပေါ့နော်ဒါပေမဲ့ဖြစ်ပွားနေစေဆိုအခုတော့ပြီးသွားပြီဒါပေမဲ့ဘယ်ချိန်လောက်ထိဖြစ်ပွားနေစေလို့သူကပြောတာ for over 15 years ဆို15နှစ်ကြာဖြစ်ပွားနေစေပေါ့နော်ဒါပေမဲ့ခုကျတော့ဖြစ်ပွားနေလားဆိုတော့မဖြစ်တော့ပြီးပါရဲ့အဲ့လိုခံမျိုးမှာ have been taking place ကိုပေါ့နော်ဒီမှာ place မှာကကြတော့ ed ပါတယ်ပေါ့နော်ဒီမှာပြုတ်ခဏကြိုင်းခဲ့တာဥပမာဆို has finally ဆိုတော့နောက်ဆုံးမှာတော့ရင်းနဲ့ come to it and ဆိုတာ၎င်းရဲ့အဆုံးသက်သို့ရောက်ရှိသွားပြီပေါ့နော်ကဲအဲ့လိုပုံစံမျိုးနဲ့ပြောချင်တဲ့အခါမှာသုံးတယ်ပေါ့နော်ကဲဒီကတော့နေရာနဲ့ area ပေါ့နော်ဒီနေ့ပဲ place range
scope ပေါ့နော်အဲ့ဒါအနေနဲ့ပတ်သက်ပြီးတော့အသုံးပြုတယ်ဥပမာနေရာတွေအချိန်တွေပေါ့နော်အဲ့အချိန်တွေတော့ဖြစ်နေရာနဲ့သူ့ရဲ့အကျယ်ဝန်းတွေနဲ့ပတ်သက်ပြီးတော့အသုံးပြုမယ်ပေါ့နော်ဥပမာဒါတစ်ချက်ကြည့်ကြည့်မယ်ခိုနိုးဆိုတာဒီပေါ့နော်ဟာရှိအိုဆိုတာတရားကိုတဲ့ဝါတတဲဆိုတာဖြတ်ကျော်လိုက်ပြီးလို့ရှိရင် Matsuku ဆိုတာ straight Matsuku ရဲ့အဓိပ္ပာယ် straight ဆိုတော့ဖြောင်းပေါ့နော် Itekurakusai ဆိုတော့တွားပါတယ်တနည်းအားဖြင့်သူကဒီတရားကိုဖြတ်ကျော်လိုက်ဆိုတော့အဲ့ဒီနေရာမှာလည်းအသုံးပြုတယ်ပေါ့နော်ဝါတတဲဆိုတာကိုအဲ့ဒီနေရာမှာလည်းအသုံးပြုတယ်သူကအချိန်ကာလတွေဒီမှာဆိုလို့ရှိရင်တရားကိုသူကဖြတ်ကျော်သွားတာပေါ့နော်အချိန်တုံးကလည်းပဲသူကဗာလဲ over a period အချိန်ကျော်တယ်ဒီကကျတော့နေရာကိုလည်းပဲ water တင်းနဲ့အသုံးပြုတယ်ပေါ့နော်အမှ please cross this bridge and go straight ဒီတရားကိုဖြတ်လိုက်ပေါ့နော် and ပြီးတဲ့နောက်မှာဖြောင်းသွားပေါ့နော်အဲ့လိုဘဲမှမကွေ့နဲ့ပေါ့ straight ဆိုတာ go straight ဆိုတာကကြတော့ပေါ့နော်ကဲဒါကတော့လွယ်ပါတယ်ကဲနောက်တစ်ခုဆက်ပြီးတော့တွားကြည့်မယ်ပေါ့နော်